မင်္ဂလာပါခင်ဗျာကျွန်တော် alkaline water ရဲ့ကောင်းကျိုးတွေမိထားလို့ကျွန်တော်ဒီနေ့ alkaline water ရဲ့ကောင်းကျိုးတွေထဲကတစ်ချက်ဖြစ်တဲ့ super hydration ပေါ့နော် alkaline water မှာဆိုလို့ရှိရင်ပုံမှန်ရေတန့်ထက်ကိုသူကပို့ပြီးတော့မှ molecule တေးသေးလေးတွေပါတာဖြစ်တဲ့အတွက်ပျော်ဝင်လွယ်တယ်ကိုခန္ဓာထဲကိုလည်းပို့ပြီးတော့ပျော်ဝင်လွယ်တယ်လို့ဆေးတွေမှာလည်းပို့ပြီးတော့မှပျော်ဝင်လွယ်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စမ်းပြမယ်ကျွန်တော်တောင်းနေတဲ့ collagen ဖြစ်ပါတယ် collagen နဲ့စမ်းလို့ရှိရင်တော့တိတာမယ်လို့ထင်လို့ကျွန်တော်စမ်းပြပါမယ်ဒီတစ်ဖက်ကတော့ရိုးရိုးရေတန့် alkaline water ကျွန်တော်စမ်းပြပါမယ်ပြောရင်တော့လည်းဟိုပါပေါ့နော်1000တညပုံပြင်ပေါ့ alkaline water အကြောင်းပါလေအများကြီးပြောရမှာဖြစ်တဲ့အတွက်ဗီဒီယိုတစ်ခုတည်းနဲ့တော့မလုံလောက်ဘူးဒါပေမဲ့အဲ့ဒီထဲကရေးကြီးတဲ့တစ်ချက်ပေါ့ကျွန်တော်လိုချင်ဆုံးတစ်ချက်ကိုကျွန်တော်အရင်ဆုံးပြောပြဟိုကျွန်တော်ကကြတော့ကျမ်းမာနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီလို collagen တွေတောက်တယ်ဆိုလို့ရှိရင်သူ့ထဲမှာလည်းဘာပါပြီးသားလဲဆိုတော့ alkaline water ထဲမှာလေဘာမှမတောက်သေးဘူးဆိုတော့မှ alkaline water ဒီ antioxidant ပါတယ်ခန္ဓာကိုယ်ရဲ့ cell တစ်ခုချင်းစီကိုကျမ်းမာနုပြိုစေရဗျာပြီးတော့မှ detoxification effect ပါတယ်အဲ့ဒါဘာလဲဆိုတော့ခန္ဓာကိုယ်ထဲကိုတန့်လေးရေပိုတန့်တဲ့ရေကိုပဲအများနဲ့ထည့်နေတဲ့အတွက်ဘာဖြစ်လဲဆိုတော့ဒါရိုးရေတန့်နော်ရိုးရေတန့် alkaline water မဟုတ်သေးပါဘူးဒီတောင်ကိုကျွန်တော်တစ်လောက်လောက်ထည့်လိုက်ပါမယ် okay ဒါကတော့ alkaline water ဖြစ်ပါတယ် detoxification ဆိုတော့ကျွန်တော်တို့တန့်တဲ့ရေတွေကိုပဲထည့်တော့ဗျာတန့်ပိုတန့်တယ်ကြောက်ကတ်တွေကအလုံးလုံးရတာမပင်ပန်းတော့ဘူးပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကလေအတွင်းကလိစာတွေကပို့ပြီးတော့မှကြမ်းမာတယ်ပေါ့ဒါလေးကိုခဏလေးစောင့်ကြည့်လိုက်တာပေါ့နော်ဒီဘက်ကတော့ရေတန့်ပလင်ဖြစ်ပါတယ်ဒီဘက်ကတော့ alkaline water ဖြစ်ပါတယ်ကျွန်တော်တောက်နေတဲ့BB Lab collagen မှာ collagen နဲ့ဆိုရင်တိတာမလားပေါ့နော်ဒါလေးကိုစမ်းကြည့်ပါမယ်ဒါကတော့ alkaline water ထည့်ထားတာပါဒါကရိုးရိုးရေတန့်နေပဲထည့်ထားတာပေါ့နော် okay သူ့ရဲ့ကောင်းကျိုးတွေပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ခန္ဓာကိုယ်ကဗျာ body ထဲမှာလေ4ပုံ3ပုံလောက်ကရေဓာတ်တွေဖြစ်နေတာ90%ရာခိုင်နှုန်းရေဓာတ်ပေါ့နော်အဲ့ဒီလိုမျိုးရေဓာတ်တွေပြည့်ဝနေတဲ့ဟာကိုကျွန်တော်တို့ဒီပိုကောင်းတဲ့ရေဓာတ်ပြည့်ဝနေမယ်ဆိုလို့ရှိရင် non communicable disease လို့ခေါ်တဲ့သွေးတိုးတို့စီးချိုတို့သွေးထဲမှာအဆီဓာတ်များနေတာတို့ကိုလက်စထရောတက်တာပေါ့နော်အဲ့ဒါတို့ပြီးတော့မှနှလုံးရောဂါတို့ကာကွယ်ပြီးသားဖြစ်သွားတယ် alkaline water နဲ့ကလေနောက်တစ်ခုကကျတော့သူကပိုတန့်နေဆိုတဲ့အထဲမှာ bacteria တွေပါစစ်ထုတ်တဲ့ function ပါပြီးသားဖြစ်ပါတယ်ဆက်ထဲမှာလေပြီးတော့ alkaline water မှာကဘာပါသေးလဲဆိုတော့ minerals တွေပါတယ် calcium magnesium potassium ဒါတွေကပြည့်ဝပြီးသားပါပြီးသားပေါ့နော်သူရဲ့ filter ထဲမှာဟိုကအဲ့ဒါတွေအတွက်ကိုကောင်းတဲ့ calcium တွေကိုထည့်ပေးလိုက်တာပေါ့နော်နောက်တစ်ခုကခုနကျွန်တော်အခုစမ်းပြမယ်ဘေးငယ်တဲ့ molecule တွေပါတယ်ဆိုရဟာပေါ့နော်အခုဆိုရင်3မိနစ်ဝန်းကျင်ပဲရှိသေးတယ်တိတာနေပြီရေကိုထည့်လိုက်တာနဲ့ဒါဒီရိုးရိုးရေတန်းနဲ့ဖြော်တာပျော်ဝင်မှုအားကိုကြည့်လိုက်လို့ရှိရင်အယောင်လည်းကြည့်လိုက်ရင်သိတာတယ်ကျွန်တော်အဖြူဝတ်ထားတော့ပိုသိတာပဲเนาะဒီမှာအောက်မှာဗာကြံလဲဆိုတော့ရိုးရိုးရေတန်းနဲ့ဖြော်လို့ရှိရင်ဒီမှာမပျော်ဝင်ကြံတာပေါ့เนาะကဲဒီမှာလုံးဝသေးငယ်တဲ့ molecule ဆိုတော့လေဘလောက်ကြံလဲဆိုတော့တစ်ဖက်နှစ်ဖက်ပဲကြံတယ်ဗျာအောက်ကပလင်းဖက်မှာကြည့်လိုက်เนาะသိတာတယ်ဒါအသိတာဆုံးပဲကျွန်တော်ကိုစက်ကိုဆင်ပေးတဲ့ဆရာစမ်းပြတော့ကတော့လက်ဖက်6နဲ့စမ်းပြတာပါအခုကတော့ကျွန်တော်တောက်နေတဲ့ collagen နဲ့စမ်းရင်များတိတာမလားဆိုတာလဲကျွန်တော် first time ပဲစမ်းကြည့်လိုက်တာတော်တော်တိတာရယ်နော်တင်းငယ်တဲ့ molecule ဆိုတာအဲ့ဒါပဲပေါ့ပျော်ဝင်စွမ်းအားကအရန်ကိုမြင့်မာတာ तू ကတိတိလေးလေခန္ဓာကိုယ်ထဲကိုလည်း super hydration အနေနဲ့ရေဓာတ်တွေပြည့်ဝနေတယ်ဆိုတော့ကျွန်တော်ရဲ့ကိုယ်တွေ့ကောင်းကျိုးတွေကတော့ဘာလဲဆိုတော့တော်တော်လေးကိုဝမ်းချုပ်တာအရန်တတ်တာတယ်နေရထိုင်ရတာပို့ပြီးတော့ပေါ့ပါတယ်ပြီးတော့မှအသားရည်ပိုကြီးတယ်လို့ကျွန်တော်ခံစားရတယ်ကိုတောက်နေတဲ့ရေကလေ quality ကောင်းတဲ့ခါကျတော့ရေစိုးမြောင်းမှာရေမြောင်းမပိတ်တယ်လို့ပါဗျာအဲ့လိုမျိုးကျွန်တော်တော့ခံစားရတယ်နောက်သူ့ရဲ့ကောင်းကျိုးတွေဘာရနိုင်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလေ acid ဓာတ်အရန်များတာမတိလောက်ပေမဲ့ acid ဓာတ်အရန်များတာစားအိမ်အချင်းပေါက်တယ်ဆိုပြီးကြားဘူးလိုက်မယ်နော်ပြီးတော့မတော်တဆကျွန်တော်တို့ကလေ9ရိုးနင်တာလို့ဆိုလို့ရှိရင်ဘာလုပ်ကြလဲဆိုတော့ငါပြောကြီးတစ်လုံးလုံးကိုမဝါပဲမျိုးချတာပဲဖြစ်ဖြစ်ထမင်းလုတ်ကိုမျိုးချတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုတ်လေးရှိတယ်အဲ့အယိုးဘာဖြစ်သွားလဲပေါ့အဲ့ဒီအယိုးကလေခန္ဓာကိုယ်ထဲရောက်လို့ရှိရင်ဘိုက်ထဲကအစာအိမ်ထဲက acid ကလေအဲ့ဒီအယိုးလောက်ကတော့အေးစစ်ပျော့သွားတယ်အဲ့ဒါကကိုအစာအိမ်ရဲ့အချင်ဓာတ်ကဘလောက်များလဲဆိုတာသိတာတယ်ပေါ့နော်ဆိုတော့အခုကကြတော့အစာအိမ်အချင်ပေါက်သမားတွေအတွက် alkaline water အရန်ကောင်းတယ် pH ကရိုး pH ကရိုးရေတတ်မှာဆိုရင်7သူက 8.5 to 9.5 လောက်တိရှိတဲ့အတွက်
စားရင်ချင်းပေါက်ပိုင်းအတွက်အရန်ကိုအဆင်ပြေပါလိမ့်မယ် super hydration ဖြစ်တဲ့ essential ခုန minerals တွေပါတယ် antioxidant ဖြစ်တဲ့ detoxification effect တွေရတယ် alkaline water ကိုကျွန်တော် alkamat ဆိုတဲ့ရေတန်းဆက်ကနေတက်ထားတာပါဒီအဆက်လေးပါဒီဆက်ကတက်လို့ရလားမရဘူးလားဆိုတော့အရင်ဆုံးစမ်းရတယ် tester အနေနဲ့လာပြီးတော့မှအခမဲ့စမ်းပေးရတက်ပေးရဆရာလေစမ်းပေးပြီးတော့မှကျွန်တော်ရဲ့အိမ်ကရေရင်းမြစ်ကတွင်းရေရလေအဝေစီတွင်းရေရတက်ဖို့လုံးဝအဆင်မပြေဘူး hardness ကအရမ်းများတဲ့အတွက်ဒီဆက်ကမခံနိုင်တော့ဘူးအဲဆိုလို့ရှိရင်တော့ဒီလိုရေတန့်ကိုတက်မှဟိုအဆင်ပြေရဲဆိုလို့ကျွန်တော်ဒီရေတန့်ကိုပဲဖြတ်ပြီးတော့မှအဓိကတော့တောက်သုံးဖို့အပြင်ကိုသူကသုံးလို့ပါရတယ်မျက်နှာတက်တာလို့ပါလို့ဆိုရင် skin တွေအရန်ကိုကောင်းမှာပေါ့ဗျာ glow မှာပေါ့ကျွန်တော်တော့အဲ့လိုမျက်နှာတက်တဲ့အထိတော့မသုံးသေးဘူးတောက်တာတော့တောက်တယ်ထူးခြားတယ်တောက်တာလေဆိုတော့သူကကုန်ကြစိတ်အနေနဲ့ဆိုလို့ရှိရင်ရေစမ်းတာကလာစမ်းပေးတာတော့ FOC ပဲကျွန်တော်တက်တာကတော့30ဝန်းကျင်လောက်ကြာတယ်ဒါအပီးအစီးပေါ့နော်အလဲကမော်ဂျီမော်တာလေးပါပါတယ်။ကြတန်းလဲမီးမရှိတဲ့နေရာမှာဆိုလဲဆင်လို့ရတယ်။ရေမော်တာမလိုဘူး။ဘာဖြစ်လဲဆိုတော့ तू က gravity flow နဲ့သူ့အနေနဲ့ तू ဒစိမ့်စိမ့်စစ်ထုတ်ပေးတဲ့ function ကပါပြီးသား။ဒါပေမဲ့ကျွန်တော်တို့အဲ့လိုအကြိုင်မစောင့်ချင်လို့ဝီးဆိုဆွဲလိုက်လို့ရှိရင်ခဏလေးပဲ9မိနစ်10မိနစ်မကြာဘူးဗျာ။အဲဆိုရင်ရေက20လီတာပြီးသွားရင်ပြည့်သွားပြီပေါ့နော်။တရက်ကိုအဲ့လောက်လေးပဲသုံးနေကြပါတော့။ကဲစကားပြောနေ9မိနစ်လောက်ရှိပါရင်ကြည့်လိုက်ပြီးတာသွားရင်နော်။မှဒီဘက်ကကြည်နေရောပဲဒီဘက်ကအကုန်ပြုံဝင်သွားရင်ဘာမှမကြံတော့ဒီဘက်မှာအနေတွေနဲ့ကြံနေသေးတယ်တိတာရဲ့ဒီမှာအဖြူမှာဆိုပိုတိတာရဲ့နော် super hydration molecule ပေါ့နော်ကျွန်တော်တခုအကြံပေးချင်တာကတော့တကယ်လို့ဘယ်မှာဆင်ရမလဲတော့ဆင်ချင်တဲ့ဆရာနဲ့ချိတ်ပေးပါဆိုရင်ကျွန်တော်ချိတ်ပေးလို့ရတယ်ကျွန်တော် chat box မှာမေးပေးပါကျွန်တော်တတိပေးချင်တာကကိုကဒီလိုမျိုးပေါ့ကျွန်တော်လိုမျိုးပေါ့ collagen တောက်တယ်လို့เนาะဟိုလှကျင်ပါကျင်လို့လေ antioxidant လည်းပါပြီးသား detoxification effect တွေလည်းပါပြီးသားဆိုတော့ okay alkaline water နဲ့တောက်ကိုဒီသွေးတိုးစီးကျိုးဆေးတွေတောက်နေရတယ်ဆိုလို့ရှိရင်တော့ဆေးတောက်မဲ့အချိန်မှာအကာလာဝမ်တောက်ရှောင်ပြီးကျန်တဲ့အချိန်မှာတော့တောက်လို့ရနိုင်တယ်ဆေးတောက်မဲ့ဆိုရိုးရိုးရေတန်းနဲ့ပဲတောက်ဒါတော့ကျွန်တော်အပိုဆောင်အကြံပေးရပါတော့နောက်တစ်ခုစီးကျိုးတို့သွေးတိုးတို့အခန်းနေနဲ့အကြာကြီးဖြစ်သွားပြီးတော့မှကြောက်ကအားနည်းနေတဲ့အချိန်တွေမှာပိုတက်ဆီယမ်ကိုရှောင်ရပြီဆိုရင် alkaline water အဆင်မပြေတော့တကယ်လို့အဲ့ဒီအချိန်တွေမှာဒါဆိုရင် alkaline water တောက်ချင်တယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်မှာကိုယ့်ရဲ့ပိုတက်ဆီယမ်ဓာတ်ကဘယ်လောက်ရှိတယ်လဲ alkaline water တောက်တင်သလားဆိုတဲ့ဟာလေးကိုအရင်တိုင်ပင်ပြီးမှသုံးဆောင်ပါဘာဖြစ်လဲဆိုတော့ minerals တွေကျွဲဝါတာဖြစ်တဲ့အတွက်ကိုကတန်ဆေးလွန်ပြီးဖြစ်သွားမှာဆိုလို့ဒါတော့ကျွန်တော်အပူဆောင်အကြံပေးရပါခင်ဗျဘယ်မှာဆင်ရလဲတို့ဘယ်လိုမျိုးချိတ်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်ချိတ်ပေးလို့ရပါတယ်ကျွန်တော်ကိုသိချင်တယ်ဆိုရင် comment မှာဖြစ်ဖြစ် chat box မှာဖြစ်ဖြစ်ကျွန်တော်မေးပေးပါခင်ဗျကျမရေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလို quality ကောင်းတဲ့ရေတွေနဲ့ကာကွယ်ထားမယ်ဆိုလို့ရှိရင်အခုခေတ်မှာเนาะဆေးရုံဆေးကန်းတွားလို့ရှိရင်เนาะပတ်စံဘယ်လောက်ကုန်လဲဆိုတော့ကျွန်တော်တို့ဆေးရုံဆေးကန်းမှာနီးကပ်နေတဲ့လူတွေပဲသိတယ်ဆိုတော့ကျွန်တော်တို့ပတ်စံကုန်မှာဆိုလို့အခုကလေးကကြိုတင်ပြီးတော့မှကာကွယ်ထားပါတယ်ခင်ဗျာ prevention is the best ကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye